အေဒါဆင်ဖိုင်နယ်ဘလီဘာတွန်နာလီယူနိုက်တက်ကိုရောက်ဖို့အနည်းဆက်ဆုံးဖြစ်နေတဲ့ကွင်းလယ်ကျဲပွဲများပရိသတ်များမင်္ဂလာပါခင်ဗျာရွှေရောအိုင်ဘတ်ခွန်ရှေကောအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေယူနိုက်တက်ကတော့အသင်းရဲ့ကွင်းလယ်ပိုင်းကိုကြီးကျယ်ပြုပြင်ပြောင်းလဲဖို့လှုံ့ဆော်နေပါတယ်ဝိုင်းကွင်းလယ်လူကက်စမဲတို့ကစာချုပ်တက်တဲ့အကုန်လုံးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ရုံးကန်နေရတဲ့မန်နေဥကာတီကလည်းအသင်းကနေထွက်ခွာခွင့်ပေးသွားဖို့ရှိနေတာကြောင့်ကွင်းလယ်သွေးတစ်လောင်မှုကယူနိုက်တက်အတွက်အရေးကြီးဆုံးဦးစားပေးဖြစ်လာခဲ့ပါတယ်ဒါကြောင့်မို့လဲဒီနေရာဒီမှာကစားမသေး6ကနေ6ယောက်ထိခေါ်ယူဖို့ရည်မှန်းထားပြီးကွင်းလယ်လူတွေ2ယောက်ကနေ3ယောက်ထိပါဝင်လာနိုင်ပါတယ်။အစောပိုင်းက Northern Forest ကျယ်ဝင် Eliot Anderson ကိုပေါင်တန်း100နဲ့ခေါ်ဖို့ပြတ်မှတ်ထားခဲ့ပေမဲ့ Man City ကလည်းဝင်ရှုပ်လာတာကြောင့် United ကပိုပြီးလက်တွေ့ကျတဲ့ပြတ်မှတ်တွေစီအမြန်မဲ့လမ်းကြောင်းပြောင်းလိုက်ပါတယ်။အခုလောလောဆယ်မှာတော့ Ederson, Sandro Tonali, Matías Fernandes နဲ့ Carlos Baleba တို့ကိုအဓိကပြတ်မှတ်ထားပြီး United တို့ဆွေးနွေးမှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ဒီထဲမှာအချိန်ကြီးကောင်းဆုံးနဲ့ပထမဆုံးအပြောင်းအရွှေ့ဖြစ်လာဖို့နီးစပ်ဆုံးကတော့အရနာရဲ့ Brazil ကွင်းလယ်လူ Ederson ပါပဲ။ United ဟာသူ့အတွက်ပြောင်းရွှေ့ခြင်းပေါင်း38တန်းကနေ39တန်းဝန်းကျင်နဲ့သဘောတူမှုရဖို့တော်လေးကိုဒီစံနေပါပြီ။အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ederson အရနာနဲ့စာချုပ်တက်တဲ့2020ခုနှစ်ကျန်နေသေးပေမဲ့စာချုပ်တင်မချုပ်ချင်တာကြောင့်ကလပ်ကလည်းသူ့ကိုဒီနေရာဒီမှာမဖြစ်မနေရောင်းချမဲ့ခြင်းတွေပါ။ United အားကစားဒရိုက်တာဂျင်းစင်ဝီကောကသူ့ရဲ့ကစားရင်ကိုကြိုင်းနေတက်ပြီးအနီးကပ်စောင့်ကြည့်ခဲ့တာဖြစ်တယ်လို့ Ederson ကိုယ်တိုင်ကလည်း9နှစ်တက်တန်းရှိတဲ့စာချုပ်အတွက်ပုဂ္ဂိုလ်ရေးသဘောတူမှုရရှိထားခဲ့ပြီးဖြစ်ပါတယ်။အတလီကိုမန်ချွေကလည်းယာအိုဂိုမက်စီအာယုံပြောင်းသွားခဲ့တာကြောင့် United အတွက်လမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။သူကဘရာဇီးရဲ့ကမ္ဘာ့ဖလားလူစင်မှာပါဝင်တာကြောင့်အပြောင်းရွှေ့ကိစ္စတွေကိုမြန်မြန်ဆန်ဆန်ဖြတ်နိုင်ဖို့အတွက်အခွင့်အရေးပုံများနေပါတယ်။ Ederson ကိစ္စပြီးတာနဲ့ဒုတိယလှုပ်ရှားမှုအပြင်နျူကာဆယ်တဲ့ကျယ်ဝင်ဆန်ဒိုဒိုနာလီစီ United တို့အာယုံပြောင်းမှာဖြစ်ပါတယ်။အတနက်ရှာနဲ့အရွယ်ရှိပြီဖြစ်တဲ့ဒိုနာလီဟာနီးပြတဲ့ကာရီလိုချင်နေတဲ့စိတ်ကြိုက်ကစားသမားဖြစ်ပြီး United ဘက်ကလည်းဒီအပြောင်းရွှေ့ဖြစ်မြောက်ဖို့ယုံကြည်မှုရှိနေပါတယ်။ဒါပေမဲ့နျူကာဆယ်ဘက်ကတောင်းဆိုထားတဲ့ပြောင်းရွှေ့ခြင်းရောတန်းတရာကအဓိကအတားအဆီးဖြစ်နေပြီး United ဘက်ကတော့ဒီဈေးနှုန်းကိုရှော့မှသာအပြောင်းရွှေ့ကိုဆက်လုပ်သွားမှာပါ။ဒိုနာလီကိုယ်တိုင်ကတော့ချန်ပီယံလိကစားချင်တာကြောင့်ထွက်ချင်နေပြီးတော့သူ့အေဂျင့်အနေနဲ့လည်း United တာဝန်ရှိသူတွေတွေးဆုံဆွေးနွေးမှုတွေပြုလုပ်ထားပြီးသားဖြစ်ပါတယ်။နျူကာဆယ်ပရိသတ်တွေကတော့ဒိုနာလီထွက်ခွာသွားရင်တော့မှ Bruno Guimaraes နဲ့ Luis Hall တို့ကိုတော့ဆက်လက်ထိန်းသိမ်းနေခြင်းပါတယ်။ဒိုနာလီကအာဆင်နယ်ကလည်းစိတ်ဝင်စားနေလို့ United အနေနဲ့ပြိုင်ဆိုင်မှုတွေတော့ရှိနိုင်ပါတယ်။ဒိုနာလီအပြောင်းရွှေ့တက်နေ United မှာအရန်အသင့်တခြားရွေးချယ်မှုတစ်ခုကတော့ဝစ်ဆန်အသင်းရဲ့အသက်22နှစ်အရွယ်ပေါ်တူဂီကွက်လယ်လူမာတီယက်ဖိုင်နယ်ပါပဲ။ဝစ်ဆန်တရားချန်ပီယံရှစ်ကိုတန်းဆင်းသွားတဲ့အတွက်ဖိုင်နယ်ဟာဒီနေရာဒီမှာထွက်ခွာဖို့ပြင်ဆင်နေပြီး United ကိုသူ့ရဲ့ပထမဦးစားပေးအသင်းဖြစ်ရွေးချယ်ထားပါတယ်။ဝစ်ဆန်ကပြီးခဲ့တဲ့ရာသီကမှသူ့ကိုပေါင်38တန်းနဲ့ခေါ်ယူထားတာဖြစ်ပြီးအခုချိန်မှာပေါင်တန်း80တီအလိုရှိနေပေမဲ့တန်းဆင်းသွားတာကြောင့်ပေါင်တန်း90ကနေတန်း60ဝန်းကျင်နဲ့ရနိုင်တယ်လို့ယူဆနေပါတယ်။ပေါ်တူဂီစီနီယာအသင်းမှာကစားထားပြီးဖြစ်တဲ့ဖိုင်နယ်ဟာUnited ကရင် Bruno Fernandes နဲ့တွဲကစားဖို့ဒေါ်လေးကိုဆေးအားထက်သန်နေပြီး Bruno ကိုယ်တိုင်ကလည်းသူ့ကိုခေါ်ဖို့အသင်းကိုတိုက်တွန်းထားပါတယ်။ Arsenal PSG နဲ့ Atletico တို့ကလည်းစိတ်ဝင်စားနေပေမဲ့ကစားမရဲ့ဆန္ဒကြောင့် United ကပဲအပြောင်းရွှေ့ဈေးကွက်ကိုဦးဆောင်နေပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ Brighton ရဲ့ Cameron Quinn နဲ့လူ Carlos Baleba ပါ။ United မနေ့ကလည်းသူ့ကိုခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ပေါင်တန်း100ကျော်တောင်းဆိုခဲ့လို့လက်လျှော့ခဲ့ရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီက Baleba ရဲ့ခြေစွမ်းအနေငယ်ကြာဆင်းသွားခဲ့လို့ဈေးနှုန်းကရောကျလာနေပါတယ်။ Baleba ပရီးမီးယားလိဂ်မှာ300တီကြာကစားဖို့လို့လီချောင်းကိုကောင်းကောင်းနားလည်တဲ့သူဖြစ်ပြီး United အတွက်ကောင်းမွန်တဲ့ရွေးချယ်မှုပါ။ဈေးကွက်ပွင့်မှာတဲ့ Ederson ရဲ့စာချုပ်ကိုအရင်ပြအောင်လုပ်ပြီးမှတိုနာလီနဲ့ Fernandes တို့ရဲ့ပြောင်းရွှေ့တွေကိုအစင်းစင်းချင်းကပ်သွားဖို့ရှိနေတာကြောင့် United ပရိသတ်တွေအတွက်ဒီနေ့နေရာတကယ်ကိုစိတ်လှုပ်ရှားစရာဖြစ်လာတော့မှတေချာတော့ရှိနေပါတယ်။ဟုတ်ကဲ့များဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီလိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။